April Fool's Day April လ1ရက်နေ့မှာနောက်ပြောင်မှုတွေကနေတဆင့်တကယ်မူခင်းဖြစ်ရဆိုးတွေဖြစ်ပွားခဲ့တဲ့တာရကတချို့ရှိခဲ့မှုပါတယ်။အဲ့ဒီကမှလူသိများတဲ့ဖြစ်ရအချို့ကိုဖော်ပြပေးလိုက်ပါတယ်ရှင်။နောက်ပြောင်ရမှလူသက်မှုအထိဖြစ်ပွားခြင်း2004ခုနှစ် American နိုင်ငံကန်တက်ကီပြည်နယ်မှာ Linus Madrigal ဆိုတဲ့အမျိုးသမီးဟာသူမရဲ့ချစ်သူကို April Fool အနေနဲ့ငါလူတစ်ယောက်ကိုတတ်မိလိုက်ပြီးအလောင်းဖောက်ဖို့ကူညီပါအောင်လို့ဖုံးဆက်နောက်ပြောင်ခဲ့ပါတယ်။ချစ်သူဖြစ်သူကတကယ်ထင်ပြီးရဲကိုတိုင်ကြားခဲ့တာကနေရဲတပ်ဖွဲ့ဝင်အများအပြားရောက်ရှိလာပြီးအခြေအနေတွေရှုထွေးကုန်ပါတယ်။ကံကောင်းထောက်မှန်စွာနဲ့ဘသူမှတရားမရရှိခဲ့ပေမဲ့သူမဟာရဲတပ်ဖွဲ့ကိုအလုရှုပ်စေမှုအမှုမှာတိုင်ကြားမှုတွေနဲ့ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။နှစ်တနက်ပစ်ခတ်မှုသတင်းကိုနောက်ပြောင်ခြင်း2014ခုနှစ် American Maryland ပြည်နယ်ရှိအထက်တန်းကျောင်းတစ်ခုမှာဝန်ထမ်းတဦးကကျောင်းထဲမှာတနက်သမားရောက်နေလေလို့ April လ3ရက်နေ့မှာနောက်ပြောင်ခဲ့ပါတယ်။အဲ့ဒီနောက်ပြောင်မှုကြောင့်ကျောင်းသားတွေနဲ့မိဘတွေကြားမှာအကြီးအကျယ်ထိတ်လန့်တုန်လှုပ်မှုဖြစ်ပွားခဲ့ရပါတယ်။နောက်ပိုင်းမှာအဲ့ဒီဝန်ထမ်းဟာအလုပ်ကနေထုတ်ပယ်ခံရရုံတင်မကပဲပြည်သူအေးချမ်းသာယာမှုကိုနှောက်ယှက်မှုနဲ့တရားစွဲဆိုခြင်းခံခဲ့ရပါတယ်။နောက်ပြောင်ရက်သတင်းကြောင့်ဗန်လူရက်မှုချစ်ခြင်းတချို့သောဖြစ်ရတဲ့မှာဒီဘက်မှာပတ်စံတွေအလကားဝေနေတဲ့ဆိုတဲ့ April Fool သတင်းမှားတွေကြောင့်လူအုပ်စုလိုက်ဗန်ရှစ်မှာစုဝေးမိလီရုံးရင်ဆန်ခတ်ချစ်ပွားခြင်းပစ္စည်းအနှဲငယ်ခိုးယူခံရခြင်းမျိုးတွေရှိခဲ့ဖို့ပါရဲ့။ကဲကြည့်ရှုသူတွေလည်းအဲ့လိုရှောင်မနှောက်ရဘူးနော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်